မိန်းကလေးတိုင်းမှာရှိတဲ့အရေးချင်း၅ခုမိမသားတွေရဲ့မှတ်ပုံတွေနောက်ကျောဘက်မှာအလုတ်ကင်ဆိုတာကြီးကိုကြည့်လိုက်ရင်မိခိုဆိုပြီးရေးထိုးထားတာကိုတွေ့ရလိမ့်မယ်တကယ်တော့ဒါကထင်မြင်ချက်တစ်ခုအစွဲတစ်ခုကြောင့်သာအဲ့ဒီလိုရေးထိုးကြတာပါတကယ်တော့သူတို့တွေဟာမိခိုတွေမဟုတ်ကြပါဘူးမနက်မိုးလင်းကနေမိုးချုပ်ထိအိမ်မှုကိစ္စအလုတ်တွေနဲ့ရှုံနေတတ်ကြတာကများတယ်တချို့လဲအပြင်ထွက်အလုတ်လုပ်ဝန်တန်းဈေးတယ်စသဖြင့်အလုတ်ကိုစီနေပါဒါကိုမိခိုလို့ခေါ်တာကတကယ်ကိုစားတယ်နော်ဘာမှခေါင်းနဲ့မထည့်ပါနဲ့ဒါကိုအယိုးဆွဲနေတဲ့ခေတ်လူကြီးတွေရဲ့ညံပြင်းမှုတစ်ခုကြောင့်လို့သာမှတ်ယူထားပေးလိုက်ပါအခုလိုရာရာပြောင်းလဲနေတဲ့ခေတ်ကြီးမှာမိန်းမသားတွေဟာလည်းခေတ်နဲ့ညီယောက်ျားသားတွေနဲ့ရင်ပေါင်တန်းနေပါပြီသို့တော်လည်းခေတ်ရဲ့အထားသူရထက်မြက်တဲ့မိန်းမယုံညံ့တဲ့မိန်းမစသည်ဖြင့်အလွာတစ်ခုတော့ခြားနေပါသေးတယ်ကိုကထက်မြက်တဲ့မိန်းမလားဘလို့မိန်းမမျိုးလဲစမ်းစစ်ဖို့လိုတယ်တကယ်လို့ကိုယ်တိုင်ကတာမန်မိန်းကလေးတယောက်သာဖြစ်နေပြီးတော့ထက်မြက်တဲ့မိန်းမဥဆောင်နိုင်တဲ့မိန်းမတယောက်ဖြစ်ချင်တယ်ဆိုခဲ့ရင်အခုပြောမယ့်အချက်တွေကိုသေချာလိုက်နာပေးပါကိုလိုချင်တဲ့အဆင့်တစ်ခုစီမုတ်ချဧကန်ရောက်ရှိလာပါလိမ့်မယ်ကဲစလိုက်ကြရအောင်ပါနံပါတ်1ကိုတန်ဖိုးထားပါတချို့သောမိန်းကလေးတွေကရုပ်ဝတ္ထုတွေနောက်တကောက်လိုက်ရင်းဖနက်တွေလည်းပါလာအိမ်မက်တွေလည်းအရေးပျော်ရတယ်ကိုတန်ဖိုးထားရကောင်းမှမသိဘူးတန်ဖိုးထားပါဆိုတာကလင်ကောင်းသားကောင်းရဖို့အတွက်ပြောတာမဟုတ်ဘူးကိုဘဝကိုတန်ဖိုးထားတဲ့ရင်ကိုဘဝကိုယုံကြည်ချက်ရှိနဲ့ပုရိသတွေအလဲဂုဏ်ယူစွာရက်တည်နိုင်ပါလိမ့်မယ်ဒီတော့တန်ဖိုးထားတတ်အောင်အစပြုပါနံပါတ်2အတတ်ပညာတစ်ခုခုသင်ယူထားပါစောကအစားပြုပြောခဲ့သလိုခေတ်ကအရာရာတိုးတက်ပြောင်းလဲနေခဲ့ပါပြီအဲ့ဒီလိုခေတ်ကြီးမှာကိုကဘာတစ်ခုမှမတက်ရင်ပြုသမျှနုရတဲ့ဘဝတွေရောက်ရှိသွားလိမ့်မယ်ပညာတက်ရင်တော့အတိုင်းထက်အလွန်ပေါ့လေလောကကြီးမှာ10တန်းအောင်ဘွဲရပြီးဘာမှမမေရမလုပ်တတ်တဲ့ရောင်60အမျိုးသမီးငယ်တွေလည်းရှိသေးတယ်ဒါအတန်းပညာသာတက်ခဲ့တာအတတ်ပညာတစ်ခုမဟုတ်ခဲ့ဘူး10တန်းအောင်ဘွဲရတာကထမင်းစားလက်မှတ်မဟုတ်တော့ဘူးအတတ်ပညာကသာဘဝရဲ့ထမင်းစားလက်မှတ်အမှန်ဒီတော့ကိုဝါသနာပါတဲ့အတမွေးဝမ်းကြောင်းပညာတစ်ခုခုကိုတက်ဖြစ်အောင်တက်ပါလေ့လာပါသင်ယူပါဒီလိုတက်ထားရင်တိမ်ငယ်စရာဆိုတာအနားတောင်ကတ်ရမှာမဟုတ်ပါဘူးအရင်ကဆိုမောင်တထမ်းမဲတရွက်အခုကမောင်တထမ်းမဲတထမ်းမှာအဲ့ဒီလိုကွာသွားတယ်နံပါတ်3အိမ်မှုကိစ္စနိုင်နေအောင်လုပ်ထားပါဒီလိုပြောတာကရလာမယ့်ယောက်ျားဒိုဒီမဟုတ်ယူထားတဲ့ယောက်ျားကိုချက်ကျွေးဖို့မဟုတ်ဘူးသူတို့ခိုင်းတာလုပ်ပေးဖို့အတွက်မဟုတ်ဘူးကိုနေထိုင်တဲ့အိမ်ကိုတော့အစီအစဉ်တကျတန်ရှင်းနေအောင်မထားနိုင်ရင်မလုံနိုင်ရင်ကိုပတ်ဝန်းကျင်ကိုအလုပ်ကိုလူမျိုးကိုတိုးတက်အောင်ဘလို့မှစွမ်းဆောင်နိုင်မှာမဟုတ်ဘူးအိမ်တစ်ဆောင်မီးတစ်ပြောင်ဖြစ်ဖို့ယောက်ျားတစ်ယောက်မှာတာဝန်ရှိတာမှန်တယ်အဲ့ဒီအိမ်ထာဝရတည်တံ့လှပနေဖို့ကမိမအပေါ်မှာလည်းအများကြီးမူတည်တယ်အိမ်မှုကိစ္စတွေကိုမိဘအိမ်မှာရှိစဉ်ကတည်းကလှုပ်ထားကြပါမိဘအိမ်ဆိုပြီးအပြင်းကျော်ထူမနေကြနဲ့ဒါကနောင်မှသိလာရမယ်နှောင်းနောင်တမှုပြောပြရတာနံပါတ်4လှပတည်သက်စွာဝစ်စင်ပါမိန်းကလေးတိုင်းကအလှပနဲ့ပကာသနာကိုတက်မှတ်တက်ကြတာလောကသဘာဝတစ်ခုပါဒါပေမဲ့အခုခေတ်မိန်းကလေးတွေကလှပကြော့မော့နေအောင်ဝစ်စားတတ်ကြတယ်ဆိုပေမဲ့လိုတာထက်ပိုနေတတ်ကြတာများတယ်ဘယ်လိုပဲဝစ်စားစင်ရင်ပါစေအဓိကကိုယုံကြည်ချက်ရှိဖို့ပါပဲဒါမဲ့ယုံကြည်ချက်လွန်ကဲရင်လေကိုအပြုမှုတစ်ခုကြောင့်ပတ်ဝန်းကျင်ကကိုမျက်စိစပိန်မွေးစူးစေတယ်ကိုကြောင့်တခြားသူဒုက္ခရောက်သွားစေသလိုကိုယ်တိုင်လည်းဒုက္ခရောက်သွားနိုင်တယ်တခုသိထားဖို့ကပတ်ဝန်းကျင်ဆိုတာမျိုးကဒီအတိုင်းလက်ပိုက်ကြည့်နေတဲ့အတန်းစားတွေမှာပါတာမဟုတ်ဘူးသူ့အိုးသူ့ဆန်အတန်တန်ပေါ့လိုတာထက်မပိုအောင်တေချာစွာဝစ်စားစင်ပါကိုယုံကြည်မှုတွေအများကြီးပေးလာပါလိမ့်မယ်ပိုနေရင်ပြန်လျှော့ဖို့မိမနေနဲ့ဦးနော်နံပါတ်5အစောကြီးထားပါမိန်းကလေးမျိုးရှိတာမို့တယောက်နဲ့တယောက်တော့တူနေမှာမဟုတ်ဘူးတချို့ကနေနဲ့ညပြောင်းပြန်အိတ်တက်ကြတယ်တချို့မနက်10 နာရီလောက်မှထားတယ်တချို့ကလည်းအစောကြီးထားတယ်ပြောလိမ့်မယ်အစောကြီးထားခိုင်းတာပဲပြုတ်ရောင်းခိုင်းတာလားပေါ့မဟုတ်ပါဘူးမနက်အစောကြီးထားတာကကိုယ်စိတ်ကိုတည်ငြိမ်မှုပိုရစေတယ်ဘာသာတရားလုပ်ဖို့အချိန်ရတယ်အလုပ်တွေပြီးမြောက်ဖို့လဲတွန်းအားတစ်ခုဖြစ်စေတယ်စာရေးဆရာကြီးတယောက်ကပြောတယ်လူတယောက်ဖြစ်လာပြီဆိုရင်ခိုးရမယ်လူရမယ်တတ်ရမယ်တဲ့အဲ့ဒါကအချိန်တွေကိုခိုးယူရမယ်လိုက်မမီတဲ့အချိန်တွေကိုလူယူတတ်ရမယ်ရင်ထဲကလောဘမောဟတွေကိုအတတ်နိုင်ဆုံးညှိမ့်သက်ရမယ်အဲ့ဒါကိုရည်ညွှန်းပြီးပြောတာဒီတော့ခိုးပါလူပါအချိန်တွေကိုပြောတာနော်သတိပေးအောင်မယ်မှတ်ပုံတွေနောက်ကျောကမိခိုဆိုတာကြီးကိုပပြအောင်လုပ်ပါလုပ်ငန်းရှင်အမျိုးသမီးတယောက်ရဲ့မှတ်ပုံတွေနောက်ကျောကအလုတ်ကင်ကိုမြင်တွေ့ဘူးတယ်ရေးထားတာကမိခိုတခါတလေလောကကြီးကရီရခတ်ငိုရခတ်တယ်မိန်းကလေးတွေအမိကိုကင်းကင်းနဲ့ယုံကြည်မှုရှိစွာရှေ့ဆက်နိုင်ကြပါစေနော်